မင်္ဂလာပါရှင်အမိုက်အမီနဲ့ပေါ့နော် ATPC မှာတက်ရောက်ခဲ့တဲ့အတန်းနာမည်လေးမိတ်ဆက်ပေးပါအောင်ရှင် အမဒေါက်တာစမာဖြိုးပါATCP ရဲ့Advanced Diploma in Counseling Psychology တင်နန်းမှာတက်ခဲ့တာပါဟုတ်ဒီ ATPC ကိုပေါ့နော်ဘယ်ကနေစတင်ပြီးတော့တက်ရောက်ဖြစ်တာလဲရှင်အမဒီ psychology အကြောင်းတက်ဖို့စဉ်းစားတော့Facebook မှာကြည့်ရင်လည်းဒီတင်နန်းလေးတွေ့တော့လေအဲ့ဒါနဲ့အဲ့ဒီတင်နန်းလေးကိုတက်ဖြစ်ခဲ့တာပါဟုတ်ကဲ့ပါဟုတ်ဒီ ATPC မှာပေါ့နော်တင်နန်းတက်ခဲ့ရတဲ့အတွေ့အကြုံ review လေးပြပေးပါအောင်ရှင်ကျောင်းကတင်နန်းတပတ်တရက်ပဲဆိုတော့အမားတို့လိုစေကန်းတစ်ဖက်နဲ့တက်ရတဲ့လူတော်တော်အဆင်ပြေတယ်ပြီးတော့အဲ့လိုနေ့လည်းပါလဲ break time လေးမှာလည်းအဲ့လိုဟိုနားမှာလဲကွယ်ဟိုဘယ်လိုပြောရမလဲဝယ်စရာစားစရာလဲစတော့ဆိုင်လေးအဆင်ပြေတော့အမားတို့အဆင်ပြေရပေါ့နော်ပြီးတော့ဆရာကြီးတွေသင်ကြားပေးတာလဲအဲ့လိုအကုန်လုံးအတွက်အဆင်ပြေတယ်ဟိုဆရာကြီးဆိုလဲဟိုမပြေးအောင်ဟိုသူ့ရဲ့ဟိုဝိုင်းနဲ့ဟိုတွေ့ကြုံနေတဲ့ရှင်းပြတော့အမားတို့အတွက်အကုန်လုံးအဆင်ပြေခဲ့ပါတယ်ဟုတ်ကဲ့ပါဟုတ်ပြီးတော့ဗောနော်ဒီနေ့ဘွယ်နဲ့သပင်တရားရတဲ့ခန်းစားချက်လေးပြပေးပါအောင်ရှင်ဘယ်နည်းသဖြင့်နီးကန်နီးမှာပဲပို့ပြီးတော့ရှင်ခုံတယ်ဘာဖြစ်လဲဆိုတော့ဘွဲဆေးချောင်းဘွဲရခဲ့တာ10နှစ်ကျော်ပြီး10နှစ်ဆိုတော့အခုမှဆိုတော့နည်းနည်းတော့ရှင်ခုံတယ်ဟုတ်အဆင်ပြေပါမယ်အခုတော့အကုန်အဆင်ပြေသွားပါတယ်ဟုတ်ကဲ့ပါမပြီးတော့ဗောနော်ဒီ ATPC မှာဒီနောက်ထပ်တက်မဲ့ဗောနော်ចောင်းသားចောင်းသူအစ်တွေရောဗာလေးပြောချင်ပါလဲရှင်ATPC မှာတက်ရတာအမားတို့အကုန်လုံးအတွက်အဆင်ပြေပါတယ်ဒီဘက်တရက်ဆိုတော့အရင်လဲဟို heavy မဖြစ်ဘူးပြီးတော့အမားတို့ practical တွေသွားရတာဆိုတော့အမားတို့အတွက်ကပို့ပြီးတော့ဟို practice လုပ်ဖို့ရတယ် counseling လည်းလုပ်ဖြစ်တယ်ပေါ့နော်ဆရာကြီးတွေသင်ကြားပေးတာတွေတခြားနားထောင်ရင်တော့အရင် heavy မဖြစ်ဖ ೇನೆ အကျိုးရှိတဲ့သင်တန်းတစ်ခုပါဟုတ်ကဲ့အခုလိုဖြေချပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါ